တဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့နည်းနဲ့မြေရှားတူးဖော်ဖို့စီစဉ်နေတဲ့ KIA တွင်းထွက်တယံဇာတတွေပေါ်ကျွယ်ဝတဲ့ကချင်ပြည်နယ်မှာမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုပြန်လည်တူးဖော်ခွင့်ပြုထားပြီးတဘာဝပတ်ဝန်းကျင်မထိခိုက်စေဖို့ထိန်းသိမ်းကာကွယ်တဲ့နည်းလမ်းတွေနဲ့သာတူးဖော်သွားမယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြောဆိုထားပါတယ်။မြေရှားသတ္တုအများဆုံးထွက်ရှိရာကချင်ပြည်နယ်ချီဖွေဖြို့နယ်မှာရှိတဲ့ပန်ဝါဒေသကို KIA ကသိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်မြေရှားတူးဖော်ရေးလုပ်ငန်းတွေကိုတစ်နှစ်နီးပါးရပ်နားထားခဲ့ရမှအခုအခါပြန်လည်တူးဖော်နေကြတာပဲဖြစ်ပါတယ်။ပန်ဝါဒေသမှာမြေရှားတူးဖော်တဲ့အခါတဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေဖို့တရုတ်ကုမ္ပဏီတွေနဲ့သဘောတူညီချက်ရယူထားတယ်ဆိုပြီး KIA ကထုတ်ပြန်ထားပါသေးတယ်။တစ်ပင်ဝါးပင်တွေကိုအလွန်အကျွံမခုတ်ထွင်ဖို့မြစ်ချောင်းနဲ့ရေနေသတ္တဝါတွေကိုမထိခိုက်စေဖို့ထိန်းသိမ်းကာကွယ်တဲ့နေစနစ်တွေနဲ့တူးဖော်သွားမယ်လို့လည်း KIA ကဆိုထားပါတယ်။ဒါပေမဲ့လက်ရှိတူးဖော်ထုတ်လုပ်နေတဲ့တောင်ချို့မှာတော့တစ်ပင်တွေကိုအပြောင်ရှင်းလင်းထားတာတွေရှိနေစေဖြစ်ပြီးမြေရှားခိုးတူးမှုတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပြပါတယ်။